Hello morning မှာရှိသားရဲ့တနေ့တာရဲ့နေ့တော့ပေါ့နော်မနက်မိုးလင်းထားတယ်မြို့သားတဲ့ကလေးနဲ့တော့အိတ်နေတယ်ကလေးတို့ထမင်းကြိုက်စီစဉ်တယ်ထမင်းကြိုက်စီစဉ်ပြီးတော့ကလေးအငယ်လေးကိုအကြောင်းပို့တယ်အငယ်လေးကိုပို့ပြီးတော့ကလေးအကြီးကိုရုံးလိုက်ပို့တာHi အခုကအမျိုးသားကိုကလေးကိုရုံးပို့အကြောင်းပို့ပြီးသွားပြီရှိသားတင်နန်းလာတင်နန်းလာဒီနေ့မှလည်းစောနေတယ်တင်နန်းလဲဆိုတော့အိုက်စီပေးနော်တင်နန်းကဘာတင်နန်းလဲဆိုတော့တင်နန်း fitness dance ပေါ့နော်ရှိစား join ဖြစ်တာရန်တော့မကြသေးဘူးလေ့ကျင့်ခန်းလေးတစ်ခုခုလုပ်ဖြစ်အောင်ဆိုပြီးတော့ရှိစားတက်လိုက်တာပေါ့နော်တင်နန်းလဲဆင်းတော့ဘယ်သွားလို့သွားမလဲမသိဘူးဟိုမောင်းဒီမောင်းနဲ့ចောင်းကျုပ်ကလည်းလူသေးရနဲ့ခမုံးဝဲမှာဖွင့်လာတယ်ရှိစားရဲ့ anti ဆိုင်ပေါ့နော်ရွှေကီတီကိုရှိစားရောက်ခဲ့တယ်ရောက်ပြီးတော့ရှိစားအမရွှေဝဲခဲ့တယ်ပေါ့ကွယ်ဖွင့်ပွဲနေရမဝယ်လာရလို့ပြီးတော့ရှိစားသမီးလေးကိုပြန်ကြိုတယ်ကြိုပြီးတော့ရှိသားရဲ့တနေ့တာရဲ့နေ့တော့ပေါ့နော်အမှန်ပြီးသွားပါပြီရှင် bye bye thank you for watching